ရမယ်ထင်လို့ကွယ်ချစ်မိပြီဆိုလေတိုင်းအသက်ပေးပြီးနှစ်ကာချစ်တတ်တဲ့လူအဖို့မှာတော့ကွယ်အနေနဲ့အများစိတ်ဒုက္ခတွေခံစားရစမြဲမို့ကွယ်အပြစ်မယူဆွေးနွေးစကားအသာပွဲအနာဝဲချစ်သူဝေးဝေးသွားပါနဲ့လားကွယ်အသက်လူချစ်သူနဲ့လဲပြောင်းလဲတတ်တဲ့အသေးမျိုးမရှိသူရဲ့လို့မောင်စီဌာနာလေပြီမို့